အဲ့လိုပြောရင်လည်းကျွန်တော်ကားစပေါ်တာကြီးဝိုင်းရိုက်မှလည်းကြောက်ပါသေးတယ်လမ်းပေါ်မှာရက်ထားတဲ့ပြိုင်ကားတွေကိုပိုင်ရှင်မသိဘဲနဲ့ဓာတ်ပုံရိုက်လို့ရလားဆိုတော့မိကွန်းလေးကျွန်တော်ဖြေပြီးမှဖြစ်ပါတယ်ဒီမိကွန်းလေးကရိုးရှင်းတယ်ထင်ရပေမဲ့တကယ်လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဖြေတော့3မှန်းခွဲပြီးတော့ဖြေပေးပါမယ်နောက်ဆုံးချက်ကတော့ခင်ဗျားတို့အားလုံးတွေကြိုးရှိမှာပါပထမဆုံးအနေနဲ့လမ်းပေါ်မှာရက်ထားတဲ့ပြိုင်ကားတွေကိုပိုင်ရှင်မသိဘဲနဲ့ဓာတ်ပုံရိုက်လို့ရလားဆိုတော့ no ပါဘလို့ချင်းနေမျိုးမှာမရိုက်သင့်ဘူးလဲဆိုတော့ဒီကားစီးက workshop မှာရက်ထားတဲ့အခါမျိုးတွေကိုပိုင်အစာအုပ်တစ်ခုထဲမှာရက်ထားတဲ့အခါမျိုးတွေ owner ရဲ့ personal information တွေဓာတ်ပုံထဲမှာပါလာနေတဲ့နေရာမျိုးတွေမှာဆိုကျွန်တော်တို့မရိုက်သင့်ပါဘူးပြီးတော့အဲ့ဒီပုံတွေကို owner ဆီကခွင့်မတောင်းမနဲ့ social media မှာပြန်တင်မယ်ဆိုရင်ဒီ owner ရဲ့ privacy ကိုချိုးဖောက်ရကြတဲ့အတွက်အဲ့လိုချင်းနေမျိုးမှာလုံးဝမရိုက်သင့်ပါဘူးနောက်တစ်ချက်ကတော့ရိုက်လို့ရပါတယ်ဘလို့ချင်းနေမျိုးမှာရိုက်လို့ရလဲဆိုရင်ဒီကားလမ်းပေါ်မှာမောင်းနေတဲ့အခါမျိုးတွေလုံးဝ public area မှာတော့သူ AC chill နေတဲ့အခါမျိုးတွေပြီးတော့ဒီကားမိတွေမှာပေါ့နော်ကားမိတွေမှာရက်ထားတဲ့ကားတွေဆိုရင်တို့လည်း AC ရိုက်လို့ရပါတယ်ပြီးတော့ဒီရိုက်လာတဲ့ပုံတွေကို personal profit အတွက်ဒီ social media မှာပြန်မတင်ဘူးကိုကကိုဒီတိုင်းပဲသိမ်းထားမယ်ဆိုရင်ရိုက်လို့ဖြစ်ပါတယ်နောက်ဆုံးချက်ကတော့လမ်းမှာကိုသဘောကျတဲ့ကားလေးစီးတွေကိုဓာတ်ပုံရိုက်ရှင်နေဆိုရင်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဒီကားအုံအောင်ရှာပြီးခွင်တောင်းတာအကောင်းဆုံးပါပဲကား guys တွေကသူတို့ရဲ့ကားလေးကိုသဘောကျလို့ဓာတ်ပုံရိုက်ရှင်လို့ပါဆိုပြီးလာပြီး request လုပ်တဲ့လူတွေကိုအဲ့လိုညှိုးညင်းနေဆိုတာမရှိသလောက်ရှားပါတယ်အဲ့တော့အားလုံးပဲ try ကြည့်ပါစကားတော့ပြောကိုဓာတ်ပုံလေးပါလေးရိုက်ရှင်နေပါညာပေါ့အဆင်ပြေတော့မှာပါအနည်းချုပ်ပြောရရင်ကိုက professional camera နဲ့ပဲရိုက်ဖုန်းနဲ့ပဲရိုက်ကိုရိုက်တဲ့ပုံတစ်ပုံကြောင့်ဒီကားအောင်တာရောဘလို့ negative impact တွေမရှိဘူးဆိုရင်အကုန်လုံးအဆင်ပြေပါတယ်သဘောကျတဲ့ကားလေးတွေ့ရင်ကားအောင်တာကိုရိုက်ဖို့သွားခွင့်တောင်းပြီးတော့ပြောပါအဲ့ဒါတော့အကောင်းဆုံးပါပဲကျွန်တော်တို့ဇိမ်းမှာနောက်ဗီဒီယိုတော့မှာထပ်တွေ့ကြပါမယ်